1844 October 20နှစ်အနည်းက The Great Disappointment Day ဆိုပြီးတော့သူတို့သမိုင်းကိုပြင်လာတဲ့အခါမှာတွေ့ရပါတယ်။ဘာဖြစ်လို့1844 October 20ရက် The Great Disappointment Day လို့မထားနေရတယ်။ဒါကြီးလာခန်းကြီးရှစ်အခန်းငယ်14ကိုပြန်ဖတ်တဲ့အခါမှာနှစ်ပေါင်း2300အနာဂတ်ပြုခြင်းတရားကိုကျွန်တော်တွေ့ရပါတယ်ဒီ2300အနာဂတ်ပြုခြင်းအစာကနေကျွန်တော်တွေ့တဲ့အခါမှာ1844ဆောင်းရာသီမှာကြာရောက်တဲ့အတွက်ကြောင့်ဒီနှစ်ပေါင်း2300ရဲ့ရောဖြစ်ပြုခြင်းရဲ့အဆုံးရက်ဖြစ်တဲ့အတွက်ကြောင့်တရားကိုကျွန်တော်The Great Disappointment အဖြစ်ပြတ်တာကျွန်တော်တွေ့ရပါတယ်။ဒီအကြောင်းအရာကိုကျွန်တော်အသီးစိတ်နောက်တစ်ချိန်ကြာရင်ကျွန်တော်ပြန်လည်ပြီးတော့ဆွေးနွေးဖို့ရန်ချိန်နဲ့ကျွန်တော် assignment လုပ်ပြောင်းလာပြီးထားလိုက်ပါမယ်။ကျွန်တော်နောက်တစ်ချိန်ကြာရင်ကျွန်တော်ပြန်လည်ရှင်းပြပါမယ်။ Happy Sabbath အားလုံးမင်္ဂလာပါ။အားလုံးဥပဒေနေ့နဲ့သက်ဆိုင်တော့ကောင်းချီးမင်္ဂလာဖြတ်ချက်ပြီးပါစေလို့ချိန်နဲ့ယူစွာနှုတ်ခွန်းဆက်တာစုံကောင်းတောင်းပေးလိုက်ပါတယ်ဒီနေ့မှာကျွန်တော်နေချီလွဲသောကောက်လိုက်ပုံဆောင်ချက်ဆိုပြီးတော့ခေါင်းစဉ်နဲ့ကျွန်တော်တို့အတူက RBI ကိုပြုချင်ပါတယ်ကျွန်တော်အဓိကအချက်ချက်ကိုအတူတူဖတ်ကြရအောင်မြန်မာတွေ့နေလဲဆိုရင်ဒီကောခန်းကြီးစင်ငါခန်းငယ်23လူအသီးသီးတို့ဒီမိတို့အလက်အတိုင်းလိုက်ရကြလိမ့်မည်ခရစ်တော်ဒီအဝသီတော်အသီးဖြစ်တော်မူ၏ထို့နောက်ခရစ်တော်ဒီကြွလာတော်မူသောအခါတပည့်တော်ဖြစ်သောသူတို့ဒီရှင်ချင်းတို့ရောက်ကြလိမ့်မည်ဖတ်တော်ကျမ်းချက်ပေါ်ပြခင်ရောက်တိုက်စီကောင်းချီးမင်္ဂလာချပေးပါစေအာမင်ကျွန်တော်ဒီအဝတီတော်အသီးသူပြင်ကချီလွဲသောကောက်လိုက်ပုံဆောင်ချက်ဆိုရဲကျွန်တော်ရဲ့ခေါင်းဆောင်ဒီနှစ်ခုကို focus လုပ်ပြီးတော့ဆွေးနွေးသွားမယ်ဖြစ်ပါတယ်ကျွန်တော်ခုနပြောတဲ့အတိုင်းသမိုင်းကိုပြန်လဲလိလာတဲ့အခါမှာဝီလျံမီလာတို့ရဲ့ဖြစ်ပါတယ်ဝီလျံမီလာကဒီဒန်နီယယ်ခန်းကြီးရှိအခန်းငယ်14တရားကိုဖတ်တဲ့အခါမှာ2300အနာဂတ်ပြုချင်းဒီအနာဂတ်ပြုချက်ကိုသူပြန်လှန်ပြီးတော့ပြန်တွက်တဲ့အခါမှာ1843မှာကြာရောက်တာကျွန်တော်တွေ့ရတယ်အဒီဟာကိုသူကပြန်တွက်ပြီးတော့သူလိလာတဲ့အခါမှာဒီ1844တုတ်ရောက်တာဖြစ်ပါတယ်တို့ဘယ်လိုတွက်လဲဆိုတော့တို့အနည်းငယ်တဲလုံးစာချုပ်နေနဲ့နည်းနည်းရှင်းပြရှင်းပါတယ်2300ရက်ပေါင်း2300အနာဂတ်ပြုချင်းကဆိုရင်ဘယ်ကနေစလဲဆိုရင်တို့ BC 450ခုကနေစတာဖြစ်ပါတယ် Artaxerxes က Jerusalem မြို့ကြီးကိုပြန်လည်တည်ဆောက်ဖို့ရန်အမိန့်ပေးတဲ့အချိန်ကနေစတာဖြစ်ပါတယ်ဒီ Artaxerxes ကအမိန့်ပေးတဲ့အချိန်ကဆိုရင် BC 450ခုဆောင်းရာသီကနေစပေးတာဖြစ်ပါတယ်တို့ပြန်တော့မယ်ဆိုရင်ဒီဒန်နီယယ်ခန်းကြီးရှေ့ခန်းငယ်14မှာရှိတဲ့ရက်ပေါင်း2300လို့ရေးထားပါတယ်တိုးတော်လဲတို့တန်းစာပြန်လဲလန်တဲ့အခါမှာရက်ပေါင်းတရက်ကတနည်းနဲ့အတူတူဆိုပြီးတော့number မှာရေးထားတာတို့တွေ့ရတဲ့အတွက်ကြောင့်တို့ရက်ပေါင်း2300ခုနှစ်ပေါင်း2300ဆိုပြီးတော့တို့နဲ့ဖွင့်ရခြင်းဖြစ်ပါတယ်ဒီ2300ရက်နာဂပြုချက်ကဆိုရင် BC 450ခုကနေစပြီးတော့တို့ပြန်တွက်တဲ့အခါမှာနှစ် BC နဲ့ AD ကြားမှာနှစ်တုံညနှစ်ဆိုပြီးတော့မရှိတဲ့အတွက်ကြောင့် BC 1 BC AD 1အဲ့လိုမျိုးပဲရှိတဲ့အတွက်ကြောင့်တို့BC 450ခုကနေတွက်တဲ့အခါမှာ2300နှစ်က1844ကွက်တိကျတာတို့တွေ့ရပါတယ်အတွက်ကြောင့်တို့1844ကဆိုရင်2300နှစ်ပေါင်း2300
နာဂတ်ပြုချက်ရဲ့နောက်ဆုံးရက်ဖြစ်တဲ့ဆိုတဲ့ချက်ကိုကျွန်တော်တွေ့ရတယ်ဒီဟာကိုကျွန်တော်ဒီခုနကျွန်တော်ပြောတဲ့အတိုင်း BC 450ခုစောင်းရာတွေကနေစတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အဆုံးကလည်း2300ရဲ့အဆုံး1844စောင်းရာတွေနိုဝင်ဘာလမှာကြာရောက်တာဖြစ်တဲ့တောင်ဒီစောင်းရာတွေမှာဖြစ်တယ်ဆိုတဲ့ချက်ကိုကျွန်တော်တီးထားဖို့ရန်လွယ်ပါတယ်။ဘာဖြစ်လို့ဒီစောင်းရာတွေကိုကျွန်တော်ပြောရလဲဆိုရင်ဒီဤတိလလူမျိုးတို့ကပတ်သက်ခါပွဲကျင်းပတဲ့အခါမှာစောင်းရာတွေမှာသူတို့ကကျင်းပလေးရှိပါတယ်။ဒီစောင်းရာတွေမှာသူတို့ကကောက်ပဲတင်းနံတွေသူတို့ရဲ့ကောက်လိုက်တွေကိုစုဆောင်ပြီးတော့ခြီလွဲပြီးတော့ဖျားတကယ်ကိုပူဇော်ကြတာကျွန်တော်တွေ့ရပါတယ်။အဲ့ဒီကဲတုံးပဲတခင်ရှုကိုတိုင်ပတ်သက်ခါပွဲမှာခြီလွဲပြီးတော့တခင်ရှုကျွန်တော်ကိုကတဲ့ပွေးရန်လာတာကျွန်တော်တွေ့ရပါတယ်ဒီစောင်းရာသီယတိကြမပြောလို့မရပါပဲစောင်းရာသီမှာသခင်ရှုကသူ့ရဲ့အသက်ကိုဆုံးပြီးတော့ကျွန်တော်လောကီသားတို့ကိုကတင်ခဲ့တဲ့သူပြင်ကဒီတီချင်းကနေထားမြောက်ခဲ့တဲ့ဆိုရဲချက်ကိုကျွန်တော်မသားစီလိုပါတယ်တီးထားစီလိုပါတယ်ဒီဟာကဆိုရင်ဒီတို့ရေကောင်းစဉ်ချီလွဲသောခေါက်လိုက်ပုံဆောင်ချက်ဆိုရဲအချက်ကသခင်ယေရှုကိုပုံဆောင်တာဖြစ်ပါတယ်ဒီကျွန်တော်မောရှေခရစ်တုံးကဒီဒီပူဇော်ခြင်းသူတငယ်တက်ပြီးတော့ပူဇော်ခြင်းတို့တကယ်ကကောက်လိုက်တွေကိုချီလွဲပြီးတော့ပုံဆောင်ခြင်းဒီယာရီကသခင်ယေရှုတနည်းနည်းချက်ရင်လောကီသားတို့ကိုကတင်ပူရင်တွေ့ရောက်မယ်သခင်ယေရှုပူဇော်ခံမယ်ဆိုရဲအချက်သွေးသွင်းမယ်ဆိုတဲ့အချက်ကိုပုံဆောင်ပြီးတော့ပြတာဖြစ်ပါတယ်သခင်ယေရှုကိုယ်တိုင်ကြွလာတဲ့အချိန်မှာဆိုရင်သခင်ယေရှုကဒီအရာတွေကိုပုံဆောင်ချက်တော့နဲ့မဟုတ်တော့သူကိုယ်တိုင်သူ့ရဲ့အသက်ဆွပြီးတော့သူ့ရဲ့အသွေးဆွသုံးပြီးတော့ကျွန်တော်ကဲတင်ပြီးတော့ဒီချင်းထာဝရဒီချင်းကနေကျွန်တော်ကဲတင်ပြီးတော့ထာဝရသရှင်ကင်းကိုပေးတာဖြစ်တဲ့ဆိုတဲ့ချက်ကိုဆိုရင်တော့ဒီမနေ့မှာပဋိထားမသားစီပါတယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့မှာကျွန်တော်လည်းပြောချင်တဲ့ဒီကချက်ကကျွန်တော်တို့အတွက်ဒီရှုအသေးသက်ချင်းခံတဲ့ကျွန်တော်ဒီသားများကိုကဲတင်ဖွင့်ရအသေးသက်ချင်းခံဒါဖြစ်တဲ့ကြောင့်ကျွန်တော်ဒီရှုကိုယုံကြည်တဲ့သူတိုင်းထာဝရကဲတင်ချင်းရပွင့်ရဒီတေချင်းကိုခံတာဖြစ်တဲ့အတွက်ကျွန်တော်ဒီရှုကိုမြေကဲတင်ရှက်ဖြစ်လက်ခံယုံကြည်ယုံတာကတနည်းပြီးတနည်းဒီရှုနဲ့ Christ like characterနဲ့အသက်ရှင်နိုင်ဖို့ရယေရှုရဲ့ခြေလမ်းကိုလိုက်ရှော့နိုင်ဖို့ရကျွန်တော်ကစားအားပေးအယူပြုရင်လည်းဒီကောင်ချုံပါတယ်အားလုံးပေါ်မှာပြတ်ကင်းဥပုဒ်တော်နဲ့အသက်ဆိုင်တော်ကောင်းကျူးမြလာအဖြစ်ပြသုံးလုံးချပြပါစေအာမင်